ဝဲအထူးစီးပွားရေးဇုံကိုအဆင့်မြင့်တင်တည်ထောင်မှုရုရှားနဲ့သဘောတူနိုင်ခဲ့တယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရုရှားမြန်မာစီးပွားရေးဖိုရမ်မှာပြောခဲ့ပါတယ်။ဒီစီမံကိန်းဟာပင်လယ်ရေကြောင်းကုန်သွယ်မှုမှာအရေးပါတဲ့စီမံကိန်းတစ်ခုဖြစ်လာမယ်ဆိုပြီးတော့လည်းစစ်ကောင်စီပြောခွင့်ရသူကပြောသွားပါတယ်။ရုရှားမြန်မာနှစ်နိုင်ငံအတွက်ဒီစီမံကိန်းဟာစီးပွားရေးနဲ့ကုန်သွယ်ရေးအရအကျိုးအမြတ်ရှိတဲ့စီမံကိန်းဖြစ်လာနိုင်ပါသလား။ဒီစီမံကိန်းကနေရုရှားဘက်ကဘယ်လိုအကျိုးအမြတ်တွေရနိုင်မှာပါလဲ။အပြည့်အစုံကိုမအေးသူဆန်ကပြောပြပေးမှာပါ။ရုရှားနဲ့လုံမဲ့တဝဲထူးစီးပွားရေးဇုံကိုမဟာဗျူဟာကျတဲ့ပင်လယ်ထွက်ပေါက်လို့ဗိုလ်ချုပ်မှုကြီးကပြောခဲ့ပြီးပင်လယ်ရေကြောင်းကုန်သွယ်မှုတွေကိုပြည်တွင်းနဲ့ချိတ်ဆက်ဖို့လိုအပ်တဲ့လမ်းပန်းဆက်သွယ်ရေးမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ရုရှားစီးပွားရေးသမားတွေကိုကမ်းလှမ်းခဲ့ပါတယ်။စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့တဝဲရေနက်စိတ်ကမ်းဟာအင်ဒိုနီးရှားနဲ့မလေးရှားကျွန်းဆွယ်ကြားတွေကမလကာရေလက်ကြားကိုဖြတ်เสียမလို့ပဲဗီယက်နမ်ဒါနန်စိတ်ကမ်းနဲ့တခြားစိတ်ကမ်းတွေကိုတိုက်ရိုက်ဆက်သွယ်နိုင်တဲ့အထိအရေးပါလာမယ်လို့ပြောသွားပါတယ်။ဒါပေမဲ့မလကာရေလက်ကြားကနေအကျိုးစီးပွားတွေရနေတဲ့တရုတ်နဲ့ထိုင်းနိုင်ငံတို့ကရုရှားဘက်ကဒီစီမံကိန်းအစပြုလုပ်လာမယ်ဆိုရင်ငင်ခံနေမဲ့သဘောမတွေ့ရသလိုပထဝီဝေအနေအထားအရလည်းဒီနှစ်နိုင်ငံရဲ့ပူးတွဲရင်းနှီးမြှုပ်နှံမှုနဲ့မှဒီစိတ်ကမ်းစီမံကိန်းရုံလုံးပေါ်နိုင်မယ်လို့နိုင်ငံတကာရေးလေးလာသူတွေကပြောပါတယ်။ဒါ့အပြင်ရှေ့တောင်အာရှပင်လယ်ရေကြောင်းကုန်သွယ်မှုဈေးကွက်မှာလက်ဦးမှုရထားတဲ့အိမ်နီးချင်းထိုင်းနိုင်ငံနဲ့လည်းလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကရှင်ပြိုင်နိုင်စွမ်းမရှိသေးတဲ့အကြောင်းနိုင်ငံတကာရေးလေးလာသူတူပြောတာကထိုင်းနိုင်ငံရနောင်းကနေပြီးတော့ထိုင်းပင်လယ်ကွေ့မှာရှိတဲ့စိတ်ကမ်းကိုကားလမ်းနဲ့ဆက်သွယ်လမ်းပေါ့ဒါကိုသူတို့အကောင့်ထဲပို့လုပ်နေတာရှိတယ်ရနောင်းကစနေပြီစီးပြီးသားစိတ်ကမ်းလည်းဖြစ်တယ်အခုသူကအဆင့်မြင့်ကိုပဲအဓိကလိုတာပေါ့လေထိုင်းပင်လယ်ကွေ့ဘက်ကစိတ်ကမ်းလည်းအဆင့်တင်းဖြစ်နေပြီဆိုတော့ဒဝဲနဲ့ရနောင်းနဲ့အရန်ကတ်နေတဲ့အတွက်ကြောင့်မလို့အရင်ပြီးတဲ့လူပဲတင်မောတွေကစတုံကြတယ်ပုံမျိုးမြင်ရတယ်ဆိုတော့အဓိကကုန်ပစ္စည်းရဲ့တန်ဖိုးကကြာချိန်ပဲပေါ့ဆိုတော့မလကမှာစီဖြည့်လို့ကြာသွားတဲ့ကြာချိန်ကိုဘယ်သူကပို့ပြီးတော့မြန်အောင်ရှော့ချပေးနိုင်မလဲဆိုတာဒါအဓိကစကားပြောတော့မှာပေါ့လေမြန်မာနဲ့ရုရှားဟာတီနီယာအရဝေးကွာရဲဆိုတာကိုစစ်ကောင်းဆောင်ကလည်းရုရှားမြန်မာစီးပွားရေးဖိုရမ်မှာရည်ညွှန်းပြောသွားပါတယ်။ဒါကြောင့်စီးပွားရေးတွက်ချေကိုက်မှုချက်ချင်းမရှိနိုင်တဲ့ဒဝဲရင်းနဲ့စိတ်ကမ်းမှာရုရှားကသူ့အကျိုးစီးပွားရဆိုရင်အရှေ့တောင်အာရှဒေသအတွင်းရုရှားစစ်သင်းမောတွေတက်ဖြန့်ချထားနိုင်တဲ့ခြေကုပ်နေရာတစ်ခုရယူရေးအဲ့ဒီဘိုင်းကိုရင်းနှီးမြှုပ်နှံတာဖြစ်ဖို့များမယ်လို့စစ်ရေးလေလာသူတွေကပြောပါတယ်။ရင်းနဲ့စိတ်ကမ်းတွေစောက်တဲ့အခါနိုင်ငံတကာသုတေသနစာရန်တွေအရရေစုအနှက်73ပေထက်ကျော်ရင်စစ်ရေးရည်မှန်းချက်နဲ့သုံးတဲ့စိတ်ကမ်းမျိုးဖြစ်နိုင်တဲ့အကြောင်းငင်းငယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ Institute အမှုဆောင်ဒါရိုက်တာဒေါက်တာမင်းစောဦးကရှင်းပြပါတယ်။ပင်လယ်ပြင်မှာလှုပ်ရှားတဲ့သင်္ဘောအုပ်စုတွေရှိတယ်။အဲ့သင်္ဘောအုပ်စုတွေကနေပြီးကမ်းကိုလာကတ်ဖို့မလိုပဲနဲ့ရင်းနဲ့စိတ်ကမ်းတွေကနေပြီးတော့သင်္ဘောအုပ်စုတွေအတွက်လိုအပ်တဲ့အစာအသောက်တို့စီတို့ဒီလိုဟာမျိုးတွေကိုပယ်ပေးတဲ့ဟာမျိုးတွေလည်းလုပ်လို့ရတယ်။သူရမဟာမိတ်တရားတွေမှာအဲ့လို base ထားလို့ရှိရင်ပင်လယ်ပြင်တွေကိုသမုဒ္ဒရာတွေကိုစိုးမိုးလို့ရတယ်ဆိုတော့ဟိုစစ်ရေး concept ကရှိခဲ့ဘူးတာရုရှားအနေနဲ့ဒီမှာစစ်စခန်းတော့လာဆောက်တာမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့သင်္ဘောအုပ်တွေအတွက် logistic လုပ်ပေးလို့နိုင်တဲ့စိတ်ကမ်းမျိုးတစ်ခုဒေသတွေမှာရှိတာလေဆိုလို့ရှိရင်ဒီရုရှားစစ်သင်္ဘောတွေရေကုန်သင်္ဘောလိုဟာမျိုးတွေထားနေပြီးတော့သူတို့အရင်မလှုပ်ရှားနိုင်တဲ့နေရာ logistic အရာလက်လန်းမမီတဲ့နေရာတွေမှာလက်လန်းမိလာမယ်ပေါ့ရုရှားစီးပွားရေးဝန်ကြီးကတော့တဝဲရေနဲ့စိတ်ကမ်းမှာစိတ်ကမ်းတစ်ခုတိစောက်ရေးလုပ်ငန်းတွေအစပြုနေပြီးကြောင်မီသွေးတအားပေးစက်ရုံစောက်ဖို့ဖြစ်နိုင်ခြေလေ့လာရေးစတင်နေပြီလို့ဆိုထားပါတယ်။ရေနက်ချက်စက်ရုံကောင်ထည်ဖော်ဖို့ကတော့ခက်ခဲအောင်မယ်လို့ပြောထားပါတယ်။ရုရှားအကူအညီနဲ့ကနဦး110မဂါဝက်ထွက်ရှိတဲ့အနုမြူစွမ်းအင်သုံးလျှက်စစ်ဓာတ်ပေးစက်ရုံတိစောက်ပြီးနောက်ပိုင်းမှာမဂါဝက်330အထိတိုးမြင့်ထုတ်လုပ်နိုင်ခြေရှိတဲ့စီမံကိန်းဖြစ်လာမယ်လို့ရုရှားနိုင်ငံပိုင်အနုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom ကထုတ်ပြန်လာပါတယ်။အဲ့ဒီစက်ရုံအတွက်မြေနေရာအခြေပြုစီမံခန့်ခွဲမှုဆိုင်ရာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးပြီးပြီလို့ဆိုထားပါတယ်ရှင်။